ဟုတ်ပြီဒီနေ့ကျွန်တော်တို့က verb to be ကို grammar ရအများကြီးလေ့လာတာမျိုးမလုပ်ခင်နဲ့ကျွန်တော်တို့ဒီ sentence structure လေးတွေကနေပြီးတော့မှအဆင်ပြန်ပြီးတော့လေ့လာတဲ့ပုံစံမျိုးနဲ့ကျွန်တော်သွားမှာဖြစ်ပါတယ် verb to be ဒီအင်္ဂလိပ်စာမှာဆိုရင် fundamental အကြဆုံးဖြစ်တဲ့အရေးလဲအရန်ကြည့်တယ်ပြီးတော့အရန်လဲသုံးများဆုံး verb တစ်ခုဖြစ်တယ်နော်ဟုတ်ပြီ verb to be ကပါနေတယ် ms are was were ဟုတ်ပြီနော် ms are ကိုကြာတော့ကျွန်တော်တို့ present tense မှာသုံးမယ် was were ကိုကြာတော့ past tense မှာသုံးမှာဖြစ်ပါတယ် okay verb to be ဒီ action verb လုံးဝမဟုတ်ပါဘူး verb to be ကကြာတော့ဒီရှိကြောင်းပြဖြစ်ကြောင်းပြကိုပြောပြတဲ့ verb တစ်ခုပါနော်သူဒီ subject ကိုဘာဖြစ်တယ်ဆိုတာပြပေးမယ်ပြီးရင်ဒီ subject ရဲ့ပုံမှန်အသွင်ပြင်တွေကို describe လုပ်ပြတဲ့အခါမှာသုံးမယ်ပြီးရင်ဒီ subject ကဒီဘယ်နားမှာရှိတယ်ဆိုတဲ့ preposition နဲ့တွဲပြီးတော့သုံးတဲ့အခါတွဲတဲ့အခါမှာသုံးမယ်ပေါ့နော်နောက်တစ်ခုက verb to be ဒီ subject ကဘာလုပ်နေတယ်ဆိုတဲ့အချိန်မှာသုံးမယ်ပြီးရင် passive voice ဒီ subject ဒီဘာလုပ်ချင်းခံရတယ်ဆိုတဲ့အခါမျိုးမှာသုံးမှာဖြစ်ပါတယ်ကျွန်တော်တို့ structure 1ကိုလေ့လာလိုက်ကြမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်subject plus verb to be နော် verb to be plus article plus noun ပေါ့နော် article ကတော့ဒီနေရာမှာ option ပေါ့plural nouns တွေဒါမှမဟုတ် uncountable nouns တွေပါတဲ့အခါမှာဒီ article ကိုဖြုတ်ပေးရမယ်ပေါ့နော်singular noun တွေဆိုရင်တော့ subject နေရာမှာဆိုရင်ကျွန်တော်တို့ I ကိုသုံးလိုက်မယ်ပြီးရင် am I am ဒီ article တွေက a ကိုယူတယ်ပြီးရင် now teacher နော်ကျွန်တော်တို့ I'm a teacher ဆိုတဲ့ sentence တစ်ချောင်းရမယ်ပေါ့နော်ဟုတ်ပြီဒီဆရာတယောက်ဖြစ်တယ်ဆိုတဲ့ဖြစ်ကြောင်းကိုပဲပြတာမဟုတ်ဘဲနဲ့ကျွန်တော်တို့အသက်ပေါ့နော် I am 35เนาะ35အသက်ကိုပြောချင်တဲ့အခါမျိုးမှာလည်းကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင် subject နေရာမှာကျွန်တော်တို့ကဒီဖြင့် subject pronoun တွေကိုပြောင်းပြီးတော့ကျွန်တော်တို့သုံးကြည့်ကြမယ်เนาะအဲ့ဒါဆိုရင်he is a gamer ပေါ့နော် gamer ပြီး she is a dancer ပေါ့နော်အဲ့လိုမျိုးထပ်သုံးလို့ရမယ်ပြီးတော့ my father is a doctor my mother is a nurse နောက်ပြီး my brother is a engineer my sister is a chef เนาะအများကြီးသုံးလို့ရရပါเนาะဒီ sentence structure တစ်ကြောင်းကနေပြီးတော့ကျွန်တော်တို့ဒီကိုတိုင်ရောသူများတွေရောကို family ရောဘလို့ဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ပြောပြီးတော့သုံးလို့ရမယ်ပေါ့เนาะအများကြီးသုံးလို့ရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ structure number 2ကိုသွားလိုက်မယ်เนาะ subject plus verb to be plus adjective เนาะ adjective ကဆိုရင်ကျွန်တော်တို့ဒီ subject ကဘလို့အနေထားရှိတယ်ဘလို့ပုံစံရှိတယ်ဘလို့ပုံမှန်သွင်းပြင်ရှိတယ်ပေါ့နော်ပြီးရင်သူ့ရဲ့ emotional ပေါ့နော်စိတ်ခံစားချက်တွေကိုပေါ်ပြပြီးတဲ့အခါမှာသုံးပါတယ်နော် okay အရင်ဆုံး she is beautiful သူမလှတယ်ပေါ့နော် he is handsome သူကချောတယ်ပြီး my brother is tall ငါမောင်လေးကညီလေးကအရက်ရှည်တယ်ပေါ့နော် tall ရှည်တော့ပေါ့နော်ပြီးရင် my auntie is talkative ငါတော့အရန်စကားများတာပဲနော်အရန်စကားများတယ်နော်ပုံမှန်အဖြစ် adjective တွေကိုကျွန်တော်တို့မြန်မာလိုဆိုများသောအားဖြင့်ပြောတာပေါ့နော်တော့နဲ့ဆုံးတယ်လို့မှတ်ကြတယ်ပေါ့နော်သူမဒီမှာဆိုရင်တော့ beautiful လှတော့ handsome ချောတော့ပေါ့နော်ဒါပါတော့ဒီမှာ is verb to be နဲ့ပေါင်းလိုက်တဲ့အခါမှာကျတော့ကျွန်တော်တို့ဒီလှတယ်လို့ဖြစ်သွားတယ်ဒီကောင်ဒီချောတယ်လို့ဖြစ်သွားမယ်ဟုတ်ပြီနော် tall ရှည်တော့ဒါဆိုရင် shady ရက်ရှည်ဒီပေါ့နော် talkative စကားများတော့ဒီမှာဆိုရင်စကားများဒီဖြစ်သွားမယ်နော်ပြီးရင်ခံစားချက်ဆိုရင် she is happy ကဒီပါသူဆိုပျော်ရွှင်တော့ဒါမဲ့ is နဲ့ပေါင်းလိုက်တော့ပျော်ရွှင်သည်ဖြစ်သွားတယ်ဟုတ်ပြီနော် okay preposition noun လေးရကြတော့ကျွန်တော်တို့ရှိချောင်းကိုပြတာเนาะကျွန်တော်တို့ဘယ်မှာရှိတယ်ပေါ့เนาะအဲ့လိုခါမျိုးမှာတောင်းတယ်ပေါ့ okay preposition လေးတွေကိုကြတော့ကျွန်တော်တို့နှိုက်မှာတွင်ဝယ်ကဆိုပြီးတော့တောင်းကြတယ်ပေါ့เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ example လေးတွားကြည့်လိုက်မယ်เนาะ we are on the bus เนาะ bus ကားပေါ်မှာငါတို့ဟုတ်ပြီเนาะပြီးရင် the cat is under the table ပေါ့เนาะစပွဲကိုအောက်မှာဟုတ်ပြီနော် okay she is in the classroom စာသင်ခန်းထဲမှာနော်ပြီးရင် he is in the room ခန်းထဲမှာနော် in the bedroom နော်အဲ့ခန်းထဲမှာပေါ့နော်အဲ့လိုမျိုးတွေဒီလို preposition လေးတွေသုံးပြီးတော့ကျွန်တော်တို့ဒီ verb to be နဲ့တွဲပြီးသုံးလို့ရတယ်ဟုတ်ပြီနော် that's okay structure number 4 verb ing နဲ့တွဲသုံးမယ်နော်subject plus verb to be plus ing နဲ့တွဲသုံးမယ်သူက continuous ကိုလက်ရှိလုပ်နေတာဟိုကျွန်တော်တို့ပြောတာဖြစ်တယ်အဲ့တော့ example ရဆိုရင်ကျွန်တော် I'm နဲ့သုံးလိုက်မယ်နော် I'm teaching ကျွန်တော်စာသင်နေတယ်ဟုတ်ပြီနော် they are dancing သူတို့ကကနေတယ်နော် then she is watching television ပေါ့နော်
watching television watching TV ပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်သူတို့ကလက်ရှိလုပ်နေတဲ့အရာမျိုးတွေကိုပြကျင်တဲ့အခါမျိုးမှာသုံးတယ်ဟုတ်ပြီကျွန်တော်ဒီ number 4လေးမှာမှတ်ထားမှအချက်လေးတစ်ခုပြောပြမယ်နော် special လေးတစ်ခု subject plus verb to be plus ing ပဲဒါပေမဲ့ तू က future ကိုပြောတာနော်ဘယ်လို future လဲဆိုတော့ तू ကကျွန်တော်တို့ first plan ပေါ့နော်ကျွန်တော်ကြိုတင်သတ်မှတ်ပြီးပြီ plan or arrangement ပေါ့နော် arrangement ဒီကြိုတင်သတ်မှတ်ပြီးပြီကျွန်တော်နောက်တစ်ပတ်ကြာရင်ဘန်ကောက်ကိုသွားမယ်လို့ကျွန်တော်သတ်မှတ်ပြီးပြီဆိုရင်သွားမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီ I am flying to Bangkok နော် to BKK လို့ပဲရေးလိုက်မယ်နော် to Bangkok next week နောက်တစ်ပတ်မှာကျွန်တော်ဘန်ကောက်ကိုသွားမယ်ဟုတ်ပြီနော်ပြီးရင် I am meeting my friends ကျွန်တော်တကယ်ချင်းနေနဲ့တွေ့မယ်ပေါ့နော်ကျွန်တော်တကယ်ချင်းနေနဲ့တွေ့မယ်ဘယ်အချိန်မှာတွေ့မလဲ tomorrow ချိန်မှာပဲရေးလိုက်မယ်နော်အဲ့တော့ဒီလိုကျွန်တော်တို့ first plan လုပ်ထားတဲ့ဟာတွေ arrange လုပ်ထားတဲ့ဟာတွေ now future မှာဟိုချင်းနေတယ်လို့ပေါ့နော်ကျွန်တော်သွားမယ်လို့ပြင်ဆင်ထားပြီးတဲ့အရာတွေမှာဆိုရင် I am plus ing continuous tense ကိုသုံးပါတယ်နော်ဒီလိုပေါ့နော်near future မဟုတ်ဘူးနော် near future မဟုတ်ဘူးဒီသွားဖို့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့အရာမျိုးတွေမှာသုံးတာနော်ဟုတ်ပြီ structure number 5 subject plus verb to be plus verb 3နော် passive voice အနေနဲ့သုံးပါ The dog was hit by the car ခွေးကားတိုက်ခြင်းခံလိုက်ရတယ်ဟုတ်ပြီနော် The door was open ကားပွင့်သွားတယ် English is spoken all over the world English စာအုပ်ကမ္ဘာတဝန်းမှာပြောဆိုကြတယ်နော်ဒါဆိုရင်တော့ဒီ subject plus verb to be plus verb 3ကိုနားလည်ပါပါလိမ့်မယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့က subject နေရာမှာကျတော့ subject pronoun တွေသုံးမယ် verb to be မှာကျတော့ am is was were ကိုသုံးမယ်ပြီးတော့ဒါတွေသုံးပြီးတော့ကျွန်တော်တို့ဒီ sentence structure 5မျိုးကိုရေးလို့ရမှာဖြစ်ပါတယ်ဒီ structure 5မျိုးလောက်တည်ထားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ basic လောက်ကိုတော်တော်များများရေးနိုင်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်